အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆွေတို့ကိုမျှဝေပေးမယ်လက္ခဏာဆိုင်ရာအကြောင်းအရာလေးကတော့လက်ကောင်းဝိမြင်မိကြားမှာကျဲမှတ်သားပါမယ်ဆိုလို့ရှိရင်အမွေနှစ်ရရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျဲမှတ်သားဆိုတာမြင်းချောင်းသုံးခုဒါမှမဟုတ်ဒီတဲ့ပိုတဲ့မြင်းချောင်းလေးတွေပေါင်းစုံပြီးကျဲပုံတရားဖြစ်နေတာကိုဆိုလိုတာဖြစ်ပါတယ်။လက်ကောက်ဝိမြင်းတွေပေါ်မှာဒါမှမဟုတ်လက်ကောက်ဝိမြင်းနဲ့နေတဲ့နေရာတွေမှာပေါ်လာတာမျိုးတွေရှိပါတယ်။လက်ကောက်ဝိမြင်းတွေဟာလူတစ်ယောက်ရဲ့ကျန်းမာရေးချမ်းသာကြွယ်ဝမှုနဲ့အသက်ရှည်မှုတို့ကိုညွှန်ပြတယ်လို့လက္ခဏာပညာရှင်တွေကယုံကြည်ကြပါတယ်။အများအားဖြင့်တော့လက်ကောက်ဝိမှာမြင်းချောင်း၃ခုရှိတတ်ပြီးပထမဆုံးမြင်းကအရေးကြီးဆုံးဖြစ်ပါတယ်။လောကမြင်ပေါ်မှာကျဲအမှတ်သားတွေ့ရဖို့ဆိုတာအတော်ခက်ပါတယ်။အထူးသဖြင့်လက်ကောက်ဝိမြင်းတွေကြားမှာတွေ့ရဖို့ပိုပြီးခက်ပါတယ်။ရှားလဲရှားပါတယ်။တကယ်လို့တွေ့ခဲ့မယ်ဆိုလို့ရှိရင်လည်းအလွန်ထူးခြားတဲ့ကံကောင်းခြင်းရဲ့လက္ခဏာဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။လက်ကောက်ဝိမြင်းတွေကြားမှာကျဲအမှတ်သားပေါ်လာမယ်ဆိုလို့ရှိရင်တော့မထင်မှတ်ဘဲနဲ့ကြီးမားတဲ့ငွေကြေးတွေရရှိမယ်ဘဝမှာတည်တာထင်ရှားတဲ့အောင်မြင်မှုတွေရရှိမယ်အမွေနေ့ရမယ်ထီပေါက်တာတွေဖြစ်မယ်အထူးသဖြင့်တော့မိသားစုအမွေနဲ့ဒါမှမဟုတ်ဘဝဝင်ပစ္စည်းများရနိုင်ကြီးပိုများတယ်လို့ယူဆလို့ရပါတယ်လက်တွေ့လက္ခဏာကြီးရှုမှုတွေမှာတော့ဒီလိုကျေမှတ်သားပါတဲ့လက်ပိုင်ရှင်အချို့ဟာဘဝတစ်လျှောက်မှာမျောလင်းမတဲ့ငွေကြေးတွေရရှိတတ်တယ်အထူးသဖြင့်မိသားစုဒါမှမဟုတ်ဆွေမျိုးတွေစီကနေပြီးအမွေနှစ်တွေရရှိပြီးဘဝဟာရုပ်တရက်အခြေအနေပြောင်းလဲသွားတာမျိုးတွေဖြစ်တာကိုတွေ့ရပါတယ်ဒါပေမဲ့အများအားဒီလိုအမွေအနှစ်ရလို့မို့လို့ပြောင်းလဲသွားတာလားဆိုအဲ့ဒါမျိုးတော့မဟုတ်ပါဘူးတခြားကံကောင်းခြင်းတွေကနေလေဘဝတွေပြောင်းလဲသွားတာမျိုးတွေကြုံရပါတယ်ဒါကြောင့်လက်ကောက်ဝိမြင်းတွေကြားကကျဲအမှတ်သားအမှန်တကယ်ပဲအမွေအနှစ်ရရှိပြီးချမ်းသာကြွယ်ဝလာနိုင်တဲ့လားလာကောင်းတစ်ခုကိုညွှန်ပြတဲ့လက္ခဏာတစ်ခုလို့ဆိုနိုင်ပါတယ်ကဲမိတ်ဆွေရဲ့လက်ကောက်ဝိမြင်းတွေကြားမှာကျဲအမှတ်သားလေးပါသလားကြည့်လိုက်ပါဦးအားလုံးအဆင်ပြေကြပါစေ